Hello မိုးပါဒီနေ့မိုးရဲ့ဒေအောက်ဖြစ်တာနဲ့ဈေးသွားမှာဖြစ်ပါတယ်အိမ်မှာကအတီးရွာအသားငါးတွေရှိပေမဲ့ဟင်းချက်ဖို့ချက်တူနေတော့ကုန်နေပါတယ်အဲ့ဒါကိုပဲဖို့သွားတာပါမိုးရဲ့ဈေးအိတ်ကအကြီးကိုယူလာတယ်ဘာဖြစ်လို့လဲဆိုတော့ဈေးရောက်ရင်လူချင်တာများသွားတာပဲမိုးနည်းနည်းရွာတာနဲ့ဒီဆောင်ပေးသွားပါမယ်ဒါကဈေးသွားတယ်မှာပါဒါကဈေးထဲရောက်ပြီပေါ့နော်မိုးကဒီဈေးမှာမဝယ်ပဲအာရှမတ်ကိုသွားမှာဖြစ်ပါတယ်အဲ့ဒီမှာအစုံရှိပေမဲ့ချက်တူနေတော့မတွေ့ပါဘူးမိုးစားချင်တဲ့အစားအစာကိုပဲဝယ်လာတယ်ကောင်းတာမှငွေရှိနေတာပါနဲကမ်ဆမီတာအရောက်ပါပြီပါရီဝယ်လာတာလဲဆိုတော့စီကောက်စောနိုချောကလက်တင်ချွင်တစ်တော်တဲ့နဲ့ချက်တူနေတွေပါမနေ့ကဘာမှမစားခဲ့လို့နိုချောကလက်ကိုတားလိုက်ပါတယ် Thank you for your watching